အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာ YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့31ရက်3လ2025တဲလညနေအတွက်အကောင်းဆုံးအပိုင်းတွေကိုစူးစမ်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဆရာရဲ့ YouTube channel လေးကို subscribe လေးမနေရသေးဆိုလည်း subscribe လေးနေခဲ့ပေးကြပါဦးဗျာเนาะတူမြင့်တူပေါင်းမဟုတ်ပဲအများမြင့်အများပေါင်း share လို့ရတဲ့နေရာလေးတွေမှာ share ပေးထားကြပါမယ်ဗျာเนาะအခုလက်တလောဖြစ်ပေါ်နေတဲ့ဘေးဆိုးကတ်ဆိုအန်ရီဇိုးတွေကနေလည်းလွတ်မြောက်နိုင်ကြပါစေလို့ဆရာကနေပြီးတော့စိတ်ရင်းတွေကိုဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနော်ကဲဒီနေ့31ရက်3လ2025တနင်္လာနေ့ညနေအတွက် break အနေနဲ့ကတော့နှစ် break ပဲဖြစ်ပါတယ်ခင်ဗျာနှစ် break မှာဆိုရင်တော့မေယုတ်ကွက်ဒီအနေနဲ့က1 3ညနဲ့8 4ပဲဖြစ်ပါတယ်လုံးဝပတ်တီအနေနဲ့ဆိုရင်တော့3ည9 3ညမှာဆိုရင်တော့3ည1 3ည3 3ညခုံဖြစ်ပြီးတော့9မှာဆိုရင်တော့9 3 9 9 8ပဲဖြစ်ပါတယ်เนาะအမျိုးတို့ကြီးကဲဒီညနေမှာအထီးထီးမိမိနဲ့အပိုင်တစ်လုံးပိုင်ကိုကစားခြင်းပါတယ်ဆိုရင်တော့ဆရာကမျှဝေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဘမူလေးရဲ့လုံးဝပြတ်ပေမရှိတဲ့အပိုင်ပတ်တီးတစ်လုံးကိုဆရာကပေါက်ပေး2000ကျပ်နဲ့ချပြပေးသွားမှာပဲဖြစ်ပါတယ်ဆရာဘက်ကငွေတစ်ပြားတစ်ချက်မှဂျုံမယူဂျုံမတောင်းမင်းနဲ့အမျိုးတို့လက်ထဲကိုပေါက်တီးပတ်တီးတစ်လုံးကိုထည့်ပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာနော်ကနန်းလေးကြာပြီးသွားပြီဒိုင်စီကငွေထုတ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်မိတ်ဆွေတွေကပြန်လည်ပြီးတော့ကျွန်တော်ကိုပြန်ပြီးတော့ဂက်တီတီးပေးပါနော်ကျွန်တော်လည်းအမျိုးတို့ဘုံကိုမေတ္တာထားသလိုအမျိုးလည်းကျွန်တော်ဘုံကိုပြန်ပြီးတော့မေတ္တာစေတနာပြန်ထားပေးပါခင်ဗျာနော်ကဲဒါဆိုရင်တော့ဒီညနေအတွက်အပိုင်ပတ်တီးတစ်လုံးကိုလိုချင်ပါတယ်ပေါက်ချင်ပါတယ်ရချင်ပါတယ်ဆိုရင်တော့မှဆရာပြထားတဲ့ဖုန်းနံပါတ်လေးကို Viber ကနေဖြစ်စေဖုန်းကနေဖြစ်စေတိုက်ရိုက်ဆက်သွယ်ပြီးတော့ဆရာစီမှာလာယူပေးပါဆရာကလူကြီးအကန့်အသတ်နဲ့ပဲပေးတာဖြစ်လို့လူကြီးပြေးသွားရင်တော့ဆက်မပေးတော့ပါဘူးเนาะကဲဒါဆိုရင်တော့အားလုံးပဲအဆင်ပြေကြပါစေညနေမှာတစ်လုံးပိုင်းပတ်တီးနဲ့ပေါက်ကြပါမယ်ခင်ဗျာ